ကျမ်းမာတော်မူကြပါသားခင်ဗျာဒီကနေ့သတင်းများကိုရှင်းညာပါတော့မယ်ခင်ဗျာ2010ရွေးကောက်ပွဲကြီးတွင်မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့သောပါတီကြီးသည်လာမည့်2015ရွေးကောက်ပွဲကြီးတွင်လည်းမဲအပြတ်အသတ်နဲ့သူတို့ပါတီသည်အနိုင်ရရှိပြီဖြစ်ကြောင်းအမတ်လောင်းတဦးမှပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာပြန်ပြီးတော့မသိသားနဲ့ပြန်ပြီးတော့မသိသားနဲ့ပြန်ပြီးတော့ပြန်ပြီးတော့ပြန်တော့လည်းပြီးတော့ပြန်ဆက်လက်ပြီးသတင်းများကိုကြီးညာသွားမှာဖြစ်ပါတယ်လင်းရမြေပြန်လည်ရရှိရေးအတွက်မီးရှို့ဆန္ဒပြသူတို့တေဆုံးသွားခဲ့ရပါတယ်၎င်းတေဆုံးသွားတော့လဲကြံရစ်သူမိသားစုအားတရားစွဲဆိုခံရနေရကြောင်းသတင်းများမှာဖော်ပြထားပါတယ်ခင်ဗျာမာယာပရိယေနသွေရှလူရက်စမှုပေါင်းတရဖူဆောင်းခဲ့ပြီအသေးလွန်မြင်မီဒီဝီဘယင်မလကားတင်အားဒုဖတ်မြိုင်ကျွန်တော်မျိုးတော်ဖြင့်မနိုင်ပါရေမပိုင်လို့ငိုရှိတ်ခါအဝေးပြရပါတော့ညီဆက်လက်ပြီးသတင်းများကိုကြီးညာပါဦးမယ်ခင်ဗျာအကြောင်းမျိုးမျိုးကြောင့်တရုတ်ကိုလည်းကြောက်ရပါတယ်လို့ဝင်ကြီးတူမှအတိအလင်းပြောကြားသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ对不起နောက်ဆုံးလိုက်စောက်ခွက်ကိုပြိုင်ရိုက်လိုက် all right 对不起နောက်ဆုံးလိုက်စောက်ခွက်ကိုပြိုင်ရိုက်လိုက် all right all right ဆက်လက်ပြီးသတင်းများကိုရှင်းညာပါဦးမယ်ခင်ဗျာလူတဦးလျင်ကျွန်တော်မြန်မာနိုင်ငံရှိပြည်သူတဦးလျင်အကျွေး9သိန်းတင်နေကြောင်းတာဝန်ရှိသူအကြီးအကဲတူမှပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာโอเคဆက်လက်ပြီးသတင်းများကိုကြီးညာပါဦးမယ်ခင်ဗျာကျောင်းသားတပိတ်စခန်းကိုတာဝန်ရှိရဲများမှအကြမ်းဖက်ဖြိုခွင်းလိုက်ကြောင်းသတင်းများမှာဖော်ပြထားပါတယ်ခင်ဗျာဟေးရဲရီလာနေပြီရဲရီလာနေပြီဟေးရဲရီလာနေပြီရဲရီလာနေပြီပြေရဲရီလာနေပြီရဲရီလာနေပြီပြေရဲရီလာနေပြီရဲရီလာနေပြီပြေဟုတ်ကဲ့သတင်းများကိုဆက်လက်ပြီးတော့ရှင်းညာပါဦးမယ်ခင်ဗျဟိုလက်မနန်းကျောင်းသားတပိတ်စခန်းကိုဖြိုခွင်းရာတွင်နိုင်ငံတကာစံငိမ်စံညွှန်းတဲ့အညီဥပဒေနဲ့အညီဖြိုခွင်းလိုက်ကြောင်းတာဝန်ရှိသူမှပြောကြပြီးလျင်သူကရိုက်လို့ကိုကရိုက်တာပါလို့လဲ BBC သတင်းဌာနကိုပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာမိကိုကိုလိန်နေတာလားမိကိုမင်းလိန်နေတာလားဖေမိကိုကိုလိန်နေတာလားမိကိုမင်းလိန်နေတာလားဖေ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 
ကဲ့သတင်းများကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းကြပါဦးမယ်ခင်ဗျဟုတ်ကဲ့နော်ကျွန်တော်တို့ရဲ့တက်မတော်ဟာအာနာသိမ့်မှာမဟုတ်ပဲကျွန်တော်တို့တိုင်းပြည်ဟာလည်းနောက်ကျောင်းကိုပြန်လှည့်เสียမရှိဘူးလို့နိုင်ငံတော်ရဲ့အကြီးအကဲတူမှအတီအလင်းပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာမယုံတဝက်ယုံတဝက်ယုံရခက်ကြီးပါယုံငုံငုံ၍ယုံယုံ၍ပြလဲယုံရခက်ခဲခလာပါပေါ့နောင်များမှာကျွန်တော်သတင်းများကိုဆက်လက်ပြီးတော့ကျင်းကြပါဦးခင်ဗျ2015ရွေးကောက်ပွဲကြီးကိုဗတ်မလိုက်ပဲတရားမျှမျှတတကျင်းပပေးမယ်ဟုရွေးကောက်ပွဲကော်မရှင်မှပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာလူလေးလူညာကြီးပေါ့ဝဲအကျွေးတဲ့ကိုကိုဘာညာတာလည်းခါသူပြောပြီးတော့သူပြသိနာကိုရှေ့ကမိုးလောက်ကြီးတယ်လို့ပြောတဲ့ကိုကိုကျွေးတဲ့ကိုကိုပြောတဲ့ကိုကိုကျွေးတဲ့ကိုကိုကျွန်တော်သတင်းများကိုဆက်လက်ပြီးတော့ကျင်းကြပါဦးခင်ဗျာကျင်းကြပါဦးခင်ဗျာ436ပုံမှန်နဲ့59စာလုံးပုံမှန်များကိုလွတ်တော်တဲ့တွင်မဲရှုံးနေ၍ပြင်ဆင်ခွင့်မရတော့လဲ၎င်းပုံမှန်များကိုပြည်သူများအနေဖြင့်ပြင်ကျင်ဖြစ်ကျွန်တော်တို့ပါတီအနေနဲ့လဲကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့လဲ၎င်းပုံမှန်ကိုပြင်ဖို့ရန်ဆန္ဒရှိကြောင်းမူအားဖြင့်သဘောတူကြောင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအကြီးအကဲတစ်ယောက်ပြောကြားသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဘေ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 ာမယုံမယုံဘော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 မယုံမယုံရှေ့ကလူလဲမယုံမယုံနောက်ကလူလဲမယုံမယုံရှေ့ကလူလဲမယုံမယုံနောက်ကလူလဲမယုံ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 ဘယ်ဟာမှကိုမယုံ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 ဘယ်ဟာမှကိုမယုံဘော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 မယုံမယုံကျွန်တော်သတင်းများကိုဆက်လက်ပြီးတော့ပဲကျွန်တော်ကျင်းညာပါဦးပါခင်ဗျကျွန်တော်မရှက်ပါဘူးကျင်းညာပါဦးပါခင်ဗျကျွန်တော်မြန်မာနိုင်ငံမှာလယ်သမားများထံမှသိမ်းဆည်းထားတဲ့နိုင်ငံတော်မှသိမ်းဆည်းထားတဲ့လယ်ယာမြေများအများပြားရှိပါတယ်။ဒါပေမဲ့လည်းနိုင်ငံတော်ရဲ့စီမံကိန်းကြောင့်၎င်းလယ်ယာမြေအချို့ကိုပြန်လည်ပေးအပ်မည်မဟုတ်ကြောင်းနိုင်ငံတော်မှတာဝန်ရှိသူတဦးမှပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာရေလက်ချလို့ပြီးပါပြီးတရားနာလို့ပြီးပါပြီးအလူတော်မတ်တကြီးလဲယို